Hallelujah. Dame todo mi año como maro era un lama cana set loluja. Actually ne sanija. Babylon soro todo mi amiga chenolo aka bale aka ini moho. Cheno kanida modila. Payade kia di system tega ne tu sweat chena. Dame thinga di comfort zone so that di okay ni that. The bat to low me pian la me yare pasane be like me era very comfort zone me era. A young comfort zone de ma pian to like pian la low like esebe. Era you bowalo tina. No. Jano paya item is sweat touching a kama. Jolly young guy yare. Niya time ma janoga payar kin jano kora ho yela no go ba don ne chain to su down kane ma kana ma nyin nai mu jano tane a lo ara le pyo shin mu ma shi bu da me payar le kho ne bi thwat twa yin le be badu la jwe ma le ai ma le a me 2 ယောက်ရှိတယ်အမေနှစ်ယောက်ဆိုရောက်ခမne amide shire tro le phwa yi de alou thwat lou lo pyo ma la da le dai be mashi pyan mu no ma phit chi bu cho ta li de so le nge thi de ai ton ah jano lou lai aim bo pe lai ga bo pe lai okay ni da me okay ni de da me phaya gaထွက်ခဲ့လို့ပြောတဲ့အချိန်မှာကျွန်တော်ဖယားနဲ့အချိန်ယူရပြီတင်းရတတ်တာမှာတကယ်အဲ့ဒီ system ကြီးထဲကဒီလောကရဲ့ system ထဲကတင်လွတ်ချင်တော့တင်ဖယားစကားလို့တယ်ဖယားစကားလို့ပြောတဲ့ခါမှာတင်ကျမ်းစာဖတ်နေရင်နဲ့မှာသင်အတွက်ဖယားပြောတဲ့တီးတန့်စကားဆိုတာရှိတယ်Yeah. John Mera said, just one word can change your entire life. Just one word. Bana tule so de kama. Petru. Jono ni go mon mare jono balo jono pyo na so de kama. Aku ကျောင်းသားတွေလည်းရှိမယ်တမနော်လူငယ်တွေကျောင်းသားတွေရှိမယ်ဟိုတက္ကသိုလ်ကျောင်းသား high school မျိုးစုံရှိမယ်နော်ဒီ high school ကျောင်းသားတွေရောသူတို့စဉ်းစားတဲ့ပုံကိုပြောင်းစေချင်တယ်ဘယ်လိုစဉ်းစားလဲဆိုတော့ဒီမှာရောက်လာတဲ့တက္ကသိုလ်တက်မယ်ပြီးရင် company တစ်ခုမှအလုပ်ရဖို့စဉ်းစားမယ်ကောင်းတယ်ဒါပေမဲ့အဲ့ဒါမဟုတ်ဘူးလေနော်ကျောင်းစတက်ကြတဲ့ကသူများစီမှာအလုပ်လုပ်ဖို့ကျောင်းသွားတက်တာထက်ကိုယ်စီမှာအလုပ်သူများပြန်လာလုပ်ဖို့ကျောင်းတက်ရမှာလေဒါပေမဲ့ကျွန်တော်တွေးခေါ်ကသူများတွေကလုပ်ပြီးဟလာကျောင်းတက်မယ်တက်ပြီးရင်သွားလုပ်မယ်သူများစီမှာဒါပေမဲ့ဖယားသားသမီးတွေကဖယားကဘယ်တော့မှအမိမှာပြောချင်တာသူများစီမှာအလုံးလုံးရတဲ့သူမဖြစ်စေချင်ဘူးသူများကတင်တို့စီမှာလာအလုံးလုံးရတဲ့အသူတွေဖြစ်စေချင်တာအမိမှာမထားဘူးဥကောင်းမှာထားမယ်ဆိုတာအဲ့ဒါကိုပြောတာလေကျွန်တော်ရဲ့ဒီ mindset တွေအားလုံးကိုအကုန်ချိန်ပစ်ဖို့အရန်ရည်ကြီးတယ်အကုန်ချိန်ပစ်ရမှာနောက်ခဏနေကျွန်တော်တရားဟောမယ်အခုကကျွန်တော်မဟောသေးဘူးကျမ်းစာကိုမပြောမချင်းကျွန်တော်တရား legally မဟုတ်သေးဘူးတရားဟောတာအခုအားပေးနေတာမနေ့ကကျမ်းစာစကြိုင်နေမလားယောမဩဝါဒစာလို့ပြောလိုက်ပြီဆိုအဲ့ဒါအဲ့မှာစတာโอเคခင်ဗျားတို့ဆူတောင်းကျမ်းစာဘက်ကိုမလှည့်နိုင်သေးဘူးခုကဆိုကျွန်တော်ဘာပြောပြချင်တာလဲဆိုကျွန်တော်ညီကိုမောင်နှမတွေကျွန်တော်တို့မြန်မာပြည်ကနေပဲပြောရအောင်ဗျာကြီးပြင်းလာတော့ညီကိုမောင်နှမတွေ အ
အဲ့ဒီအတိုင်းဝိုင်းထဲမှာပဲကြီးပြင်းလာတော့မွေးလာတဲ့ကလေးတွေပင်လင်းဟိုယူပါယုံကြီးမထားရကြဘူးကျွန်တော်ခုယူပါယုံထားတယ်အခုကြောင်းစားလုပ်ပြီးထိုင်းမှာပြီးတာနဲ့ကျွန်တော်အမေရိကမှာဒုတိယကြောင်းပြန်စပြီဘာဖြစ်လို့စမှာလဲအဲ့ဒီကြရင်တော့ကျွန်တော် train မှာက mindset ကျွန်တော် limit လောက်ထားတဲ့အရာတွေဖယားလုံးဝမကြိုက်တာအမြဲတမ်းကျွန်တော်တို့ကဒီသူလောကသားတွေရဲ့တတ်မှတ်ထားတဲ့စီမင်းစည်းကမ်းထဲမှာကျွန်တော်နေချင်တယ်ဒီ system ထဲမှာနေချင်တယ်မင်းအောင်မြင်ချင်ရင်ကျောင်းတက်ကျောင်းမတက်အောင်ကျွန်တော်မပြောဘူးတက်ကတူတက်အခုအဲ့ဒီတက်ကတူတက်တဲ့သူတွေအားလုံးကျွန်တော်စီမှာလာလုံးနေရတယ်လေဘယ်လိုလုံးမလဲကျွန်တော်10တန်းမှမအောင်တာအခုကျွန်တော်ကျောင်းလုပ်တယ်ဖျားဖွင့်ပြလို့အဲ့ကျောင်းမှာလာတင်တဲ့ professor ကိုကျွန်တော်ကျောင်းရဲ့ founder လေအဲ့ကျောင်းမှာလာလုပ်တဲ့သူတွေကကျောင်းအုပ်တွေဆရာတွေလေစကြည့်ညီကောင်မဟုတ်ကျွန်တော်ဘာပြောချင်လဲဆိုတော့ကျွန်တော်ကပညာသွားမတင်နဲ့လို့ကျွန်တော်မပြောဘူးပညာလည်းတင်ပါကျောင်းလည်းတက်ပါကျိုးလည်းကျိုးစားကြပါကျွန်တော်သားလေးဆိုလဲကျွန်တော်သားကြီးအခုနဘေးစီးသွားတဲ့သားကြီးလေးဘာမှတရှင်းတစ်ခုမှမရဘူး तू ဘလို့တီးလည်းမသိဘူးဒီတရှင်းတွေလည်း तू မသိဘူး तू သိတာ elevation မဲ့ तू နားထောင်တာတွေ့တယ်အဲ့ချင်းလေးပဲ तू ရဒီရှင်းနေမရဘူး तू ဘလို့တက်တီးလည်းမသိဆိုကျွန်တော်သားလေးပြီးခဲ့တဲ့ April လ तू ကဘွဲရတယ်တက်ကတူဘွဲရတယ်ဝမ်းသာပါတယ်ဒါပေမဲ့ तू နဲ့ကျွန်တော်ခီးသွားနေမှာအဖေငါဘာဖြစ်လို့ငါဒီကြောင်းတက်လဲသိလားတဲ့မသိဘူးလေလို့နင်ဘာဘွဲရမှတော့ငါမသိဘူးလို့တကယ်မသိဘူးခင်ဗျကျွန်မလိမ့်ပါဘူးအခုဒုတိယသားတက်ကတူတက်တယ်ဘာတက်နေလဲကျွန်တော်မသိဘူးကောင်းပါတယ်တက်ဒါမဲ့အခုသူတက်တဲ့ဟာကကျွန်တော် ministry အတွက်အရာအခုကျွန်တော် ministry မှာအခု YouTube မှာလေကျွန်တော်ပုံလေးတွေလေလှလှလေးတက်နေတာလေအဲ့ဒါကျွန်တော်သားလုံးနေတာကျွန်တော်သားအခုဟိုကျွန်တော်ရဲ့ David La app လေ David La app ဟိုရုပ်ရှောနဲ့David La app ကိုနည်းနည်းပြင်အောင်သားမျက်မှန်နဲ့လေအခုမျက်မှန်မရှိတော့ဘူးနည်းပြင်အောင် David La app အဲ့ David La app အခုလုံနေသူပဲကျွန်တော်သားပဲဆိုတော့ तू ကအခု media ပိုင်းဆိုင်ရာအားလုံး तू ကကင်တယ် तू က media director ဖြစ်လာတယ်တာဘာဖြစ်လို့ကြောင်းတက်ခဲ့တာလဲအဲ့ဒါ तू အမှုတော်ထဲမှာကုညီရှင်လို့တဲ့ဆိုတော့အော် तू လားဖြစ်လာတယ်ဒုတိယကျွန်တော်သားတက်တာလဲကျွန်တော်မသိဘူးဘာလို့မလဲမသိဘူးဒါပေမဲ့ तू ကတော့ तू နိုင်ငံသားကျွန်တော်ပတ်စံလည်းမယူဘူးဘာတခြားမှမယူဘူးသူ့ဘာသာသူ subway ဆိုတဲ့ပါမုတ်ဆိုင်မှာသူဒီတနေ့လုံးကြောင်းပိတ်တာသူအလုပ်သွားလုပ်တယ်တနစ်ကိုပြီးခဲ့တဲ့နှစ်ကတည်းကသူက high school ပြီးတယ်အဲ့ဒါကိုသူတနစ်ကိုမတက်ပဲနဲ့တနှစ်လုံးသူစောင့်တယ်အဲ့တနှစ်လုံးသူအလုပ်သွားလုပ်တယ်လောက်တော့ဒီနှစ်မှာသူတက်ကတူသွားတက်တယ်အဲ့ဒီတစ်နှစ်လုံးရထားတဲ့ပတ်စံနဲ့သူသွားတက်တယ်တားလေ
အဖေရှိပါတယ်အဖေပေးပြစေမလို့အိမ်မှာလည်းမနေဘူးအဆောင်မှာသွားနေတယ်ဘယ်လိုကလေးလည်းမသိဘူးကျော်လည်းနားမလဲဒီလိုနေတယ်ရင်ထဲမှာတော့မကောင်းတားလေးအဆင်ပြေလားပြေတယ်ငွေလေးပါလေလို့ပြောမလို့ဘူးဘယ်တော့မှမလို့ဘူးပေးချင်တဲ့အဖေကမပေးရဘူးဖြစ်နေဆိုသားသမီးတွေအတွက်လည်းပူစရာမလိုပါဘူးဒါပေမဲ့ဒီကလေးတွေဘာပြောချင်လဲသူတို့ဘာသူတို့စူးစမ်းသူတို့ဘာသူတို့ဘွဲတွေရနေတယ်နောက်ခဏနေလဲအဲ့ကလေးကရအောင်မယ်ဘွဲကအရေးကြီးပါတယ်တင်ကြပါသို့တော့ကျွန်တော်ဘာပြောချင်လဲဆိုတော့အဲ့ဒီဘွဲထားဘွဲရပြီးတော့မှသင်ကိုဖျားထားတဲ့ရည်ရွယ်ချက်ပန်းတိုင်းသင်မသိရင်သင်ဘာမလုပ်နိုင်ဘူးဘာမလုပ်နိုင်ဘူးအခုဆိုရင်ကျေးဇူးတော်တတ်ကြောင့်ကျွန်တော်ဘာမှမဟုတ်ပေမဲ့တကယ်လဲကျွန်တော်ကတကယ်လဲဘာမှမတတ်တဲ့လူတယောက်ပါအခုနကျွန်တော်ပြောပြီးသားကျွန်တော် digest လုပ်တာနှေးတဲ့လူတယောက်အရာခတ်သိမ်းပါနားလေဖို့အင်မတန်အချိန်ကြာကြီးယူရတယ်တရားတွေဘာတွေဟောတယ်ဆိုရင်လည်းပဲကျွန်တော်ပြောပြမယ်ဒီနေ့မှငါဒါဟောမယ်ဆိုတာကျွန်တော်မှမရှိဘူးပြင်ဆင်ထားတယ်ဆူတောင်းထားတယ်ဖတ်ထားတယ်လေးလာထားတယ်ကြိုက်တာဆွဲထုတ်သွားကျမ်းစာတော့အထဲမှာရှိရမှာပေါ့နော်နှုတ်ပတ်တော်တော့အထဲမှာအများကြီးတော့ထည့်ထားပေါ့အချိန်တန်သူ့ဘာသူဆွဲထုတ်သွားပါစေပေါ့ဝိညာဉ်တော်ကရေတုံးကင်လိုပဲလေညီကိုမောင်မတော့ရေရှိထားရင်လေဝင်လာတာနဲ့နှုတ်ဟလာရေကထွက်လာတယ်လို့နှုတ်ပတ်တော်ထဲမှာရှိထားရင်တော့ဝိညာဉ်တော်ကအချိန်တန်တော့မဆိုင်ရင်နှုတ်ပတ်တော်ထွက်လာမှာပဲနှုတ်ပတ်တော်ထွက်လာလူတွေပြောင်းလဲတာပေါ့ဒါပါပဲဆိုတော့ကျွန်တော်ကပြောင်းလဲအောင်လည်းလုပ်လို့လည်းမရပါဘူးပြောင်းလဲစေတာဖရားပါပဲဖရားဘယ်လောက်တစ္ဆာရှိလဲဆိုတော့ကျွန်တော်ကတရားဟောပြီးသွားပြီမဲ့ဝိညာဉ်တော်ကမပြီးဘူးခင်ဗျာအဲ့တရားဟောချက်ကိုဟလာလူတွေကိုတကားလိုက်ခောက်ပြီးတော့လိုက်နားထောင်စီပြီးပြောင်းလဲနေတဲ့သူတွေကကျွန်တော်အမေရိကတောက်လျှောက်သွားတဲ့ခါမှာ၄လလုံးလုံးကျွန်တော်တရားတော်ဟောတယ်အဲ့ဒီမှာလွတ်မြောက်တဲ့သူတွေအများကြီးတွေ့ရတယ်2020မှာကျွန်တော်ထောင်ထဲကနေပြန်ထွက်လာပြီးကနေဒါကိုရောက်တယ်ကနေဒါရောက်ပြီးတော့2020လား2021မှာလားကျွန်တော်ရက်တရားဟောတယ်ရက်တိတရားဟောတယ်အဲ့ဒီရက်တိတရားဟောတဲ့အဲ့တရားဟောချက်ကလူပေါင်းများစွာကိုလွတ်မြောက်စေတယ်နေ့တိုင်းကျွန်တော်ရက်တရားပြည့်အောင်တရက်ကျွန်တော်ဟောတယ်အဲ့ရက်တိကိုလည်းပဲနေ့တိုင်းဗီဒီယိုရိုက်ပေးတယ်GD ဒါလေသူကလည်းကြောင်းကလည်းရှိသေးတယ်တစ်ဖက်ကဒါပေမဲ့နေ့တိုင်းကျွန်တော်ရိုက်ပေးပြီးတော့မှသူကပြန်တင်ပေးရတယ်ဆိုတော့သူလှုပ်ပေးတယ်ဒါပေမဲ့အဲ့ဒီအပြင်အများကြီးလွတ်မြောက်ခြင်းတွေရလာတယ်ကျွန်တော်ဘာပြောပြချင်တာဆိုတော့ကျောင်းကြီးကိုမောင်မတို့ဖယားရဲ့ရည်ရွယ်ချက်ပန်းတိုင်တဲ့ကိုမဝင်မချင်းကျွန်တော်တို့ကအယံပင်မှန်းတယ်လူတိုင်းမှာရည်ရွယ်ချက်ရှိတာမှန်တယ်ဒါပေမဲ့ဖျားထားတဲ့ရည်ရွယ်ချက်နဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်နဲ့တထပ်တည်းကြတဲ့အချိန်ကြတော့မှကျွန်တော်တို့ကတကယ်ကိုပေါ့ပါသွားတာဒါကြောင့်ကျွန်တော်ဗာပြောချင်တာဆိုကြောင်းတက်ကြတာကောင်းတယ်အလုပ်စူးစမ်းကြတာကောင်းတယ်ဒါပေမဲ့တင်ဒီတရက်တင်းရဲ့လှုပ်ဆောင်နေတဲ့အရာအလုံးကဖျားသခင်ရဲ့ပြင်ဆင်ထားတဲ့တင်းအတွက်ပြင်ဆင်ထားတဲ့အရာနဲ့တထပ်တည်းကြရဲ့လားဆိုတာကိုတင်ကသိဖို့ရန်အတွက်ဝင်လေး၍ပင်မန်းတော်သူငါထံသို့လာတဲ့ငါချမ်းသာပေးမယ်တဲ့အဲ့ဒီချမ်းသာဆိုတာကြီးအရန်ထူးဆန်းတဲ့ချမ်းသာညီကိုမောင်မတို့ရဲ့သင်မလှုပ်ချင်တဲ့အလုပ်ကိုသင်လုပ်နေရတယ်ဒါပေမဲ့ဝင်လေးပင်မန်းနေတဲ့ကျွန်တော်ဟာယေရှုထံသို့ကျွန်တော်သွားလိုက်တယ်2003ခုနှစ်မှာကျွန်တော်ယေရှုထံကိုနေ့တိုင်းတိုးဝင်ပြီးတော့ဖခင်နဲ့အချိန်ယူလာရင်းနဲ့တမနတ်မှာဖခင်ကယောမ8:32နဲ့ကျွန်တော်စကားပြောတယ်မိမိသားတော်ယင်းကိုမနှမျောပဲငါတို့ရှိသမျှအဖို့အလို့ငါစွန့်တော်မူသောသူသည်သားတော်နှင့်တကွခ
တ်သိမ်းသောအရာတို့ကိုငါတို့ကမပေးဘဲအဘယ်သို့နေတော်မူမည်နည်းအဲ့ဒီကျမ်းပိုက်ကကျွန်တော်အလွတ်ရတဲ့ကျမ်းပိုက်ဖြစ်ပေမဲ့အဲ့ဒီနေ့မှာကျွန်တော်အဲ့ဒီနှုတ်ကပတ်တော်နဲ့ဖခင်စကားပြောလိုက်တယ်ပြောတဲ့အချိန်မှာအရန်ထူးဆန်းတာကရင်ကွဲမတက်ခံစားရတယ်သူပြောလိုက်တဲ့သူပြောအဲ့ဖတ်နေနဲ့ကျွန်တော်ဘာသဘောပေါက်သွားလဲဆိုတော့မြင်သွားတာပဲပြောရမှာပေါ့ကျမ်းစာဖတ်ရင်မြင်သွားဖို့လိုတာဘာမြင်သွားလဲဆိုတော့ငါတဲ့မင်းကငါထာဝရအသက်တောင်မှပေးပြီးသားယေရှုအားဖြင့်ကျန်တဲ့အရာတွေကိုငါမပေးပဲဘယ်လိုနေမှလဲတဲ့မင်းအကုန်ပေးထားပြီးသားလေမင်းပါဆွေးနေတာလေဒီထဲမှာအယံခံစားရတယ်မနေနိုင်တော့ဘူးကျွန်တော်တော့အလုပ်ထွက်မယ်လို့ကျွန်တော်ပြောလိုက်တယ်အလုပ်ထွက်မယ်ပြောလိုက်တယ်ဒါပေမဲ့ကျွန်တော်အလုပ်ထွက်မယ်လို့ပြောပေမဲ့နည်းနည်းဘယ်လိုခေါ်မလဲကျွန်တော် license ကိုကျွန်တော်မဖြတ်စီသေးဘူးကျွန်တော်ရဲ့ license ရှိတယ် license နှစ်ခုရှိတယ်ကျွန်တော်အဲ့ license နှစ်ခုကဘယ်နေရာမှာဖြစ်ဖြစ်အလုပ်ရှိုင်လွဲတယ် so just in case ပေါ့အင်းလို့ပြောရင် just in case ပေါ့ကွာတလားနာလောက်အဆင်မပြေလာရင်ဒီဟာလေးပြန်လုပ်မယ်ပေါ့ဒါပေမဲ့ဖခင်ကအဲ့ဒါမကြိုက်ဘူးဖခင်ကအလုပ်လုပ်ရင်အဲ့လိုမျိုးဘယ်လိုခေါ်မလဲပြက်လုပ်တာကိုကြိုက်တယ်ဆိုတော့ဖခင်နဲ့စကားပြောရင်နဲ့ဖခင်ကဘာဖော်ပြလဲဆိုတော့အဲ့ဒါကိုဖော်ပြတယ်မင်းအဲ့ဒါကိုဖြတ်ပလိုက်တော့ဘာအဖြစ်ဖော်ပြဆိုအေလိယနောက်ကိုလိုက်တဲ့အခါမှာဘယ်လိုလိုက်လဲနွားတွေကိုဘာလုပ်ပလိုက်လဲမရစ်ဘူးဆိုတပ်ပလိုက်တယ်ပြီးတော့နွားချက်ပလိုက်တယ်မရစ်ဘူးဆိုခင်ဗျာ sorry အရှိဆုံးမှာနွားကိုတပ်ပြီးတော့မှသူ့ရဲ့လေထုံနဲ့ထုံတုံးကိုထင်းလုပ်ပလိုက်တယ်ပြီးရောအဲ့ဒီနွားကိုချက်ပြီးတော့တရွာလုံးကျွေးပလိုက်တယ်ကျွေးလိုက်ပြီးတော့မှလိုက်သွားတာအဲ့ဒါကိုကျွန်တော်ဖျားဖော်ပြတယ်မင်းငါနောက်လိုက်မယ်ဆိုရင်နွားကိုတထုံတုံးကိုဖြတ်စဘာပြောရလဲကျွန်တော်နွားနဲ့ထုံတုံးကလိုင်စင်နှစ်ခုဒါကျွန်တော်အလုပ်ပြန်ရှာလို့ရတယ်လေအဲ့ဒီမှာကျွန်တော်ကကြီးနဲ့ညက်ပြီးတော့ကျွန်တော်ဖြတ်ပလိုက်ရောဖြတ်လိုက်ပြီးရောမသွားရလားမသိဘူးချီလုံးချလုံးဖြစ်တာလေငါမပြီလားမသိဘူးမဟုတ်ဘူးနှစ်ပိုင်းကနေကျွန်တော်လေးပိုင်းထပ်ပိုင်းပလိုက်တယ်လေးပိုင်းနဲ့ငါပြန်ဆိုင်ဆက်ထောင်းမယ်ငါပြန်မလို့အကုန်လုံးတေးလေးကုန်လို့တော့ကျွန်တော်ပြလိုက်တယ်အဲ့ဒီနေ့ကနေစပြီးတော့နည်းနည်းရင်ခုန်စရာလေးတော့ရှိတာပေါ့နော်ရင်ခုန်စရာလေးတော့အများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီရင်ခုန်လာတဲ့အချိန်တိုင်းမှာ no ငါဖယားငါ့ကိုဘယ်တော့မှပြစ်မထားဘူးငါနဲ့တူရှိတယ်အဲ့ဒီနှုတ်ကပတ်တော်လေးနဲ့ပဲပြန်ပြီးတော့ခံယူတက်လာတဲ့အခါမှာတရားပိတရဲ့ညီကိုမောင်မတို့ရဲ့ငတ်သွားတယ်ဆိုတာမရှိတဲ့အပြင်နော်အချိန်ကြာလာတာနဲ့အမျှဖယားရဲ့လက်တော်ကြီးကပိုထင်ရှားလာတာပြီးတော့မှစာဝတ်နေရေးအကုန်ကိုဖယားပြင်ဆင်လာတာနောက်တစ်ခုထပ်ပြီးတော့ပြောပြချင်တာကအဲ့ဒီအလုတ်စ조사ပြီးတော့လုပ်တဲ့အချိန်တုန်းကဆိုရင်နော်ဝင်ငွေလဲမများပေမဲ့မနှဲပါဘူးကျွန်တော်ဝင်ငွေရလေဝင်ငွေများပါတယ်များလို့လဲအိမ်ရတာပေါ့နော်ဆိုတော့ဝင်ငွေနေတဲ့သူကဘလို့အိမ်ဝယ်ရင်ဘာချပေးမှလဲအဲ့တုန်းကတလဲနဲ့သွားခဲ့ရတဲ့ဘဝကျွန်တော်တို့ကဆိုတော့ဒါမဲ့အလုတ်ဖျားခင်
ခေါ်တဲ့နောက်ကိုလိုက်သွားပြီးတော့သူခိုင်းတာပဲလှုပ်တဲ့အချိန်ကနေစပြီးတော့မှဖယားကအကုန်လုံးတစ်ခုပြီးတာဝန်ယူလာအဲ့တောင်းလျှောက်မှာကျွန်တော်သင်ခဲ့တဲ့အရာတစ်ခုကဖယားကို limit မလုပ်ရင်ဖယားသခင်ကလေတင်က limit လောက်ထားတဲ့ဖယားကတင့်ကိုဘလို့မစားလို့မရအောင်ဒါမဲ့သင်ယုံကြည်တဲ့အတိုင်းဖယားကအလုပ်လုပ်ပေးတယ်ဖယားဖြစ်တယ်ဥပမာယေရှုရဲ့လက်နဲ့ထိတဲ့သူတွေကအနုယောဂါငြိမ်းသွားတယ်အနုယောဂါပြကနေပျောက်သွားတယ်အနာယောဂါငြိမ်းသွားတယ်ဒါပေမဲ့စနစ်ပတ်လုံးအော်စာဒီသွေးသွန်နာဆွဲတဲ့မိန်းမကြတော့ယေရှုကငါ့ကိုတို့မှာမဟုတ်ဘူးဘာလို့ငါကသူများတို့လို့မရတဲ့သူတယောက်ဖြစ်တယ်ဒါပေမဲ့ तू မသိအောင်ငါတာလေးသွားတို့မယ်တို့တာနဲ့ငါပြောင်းမယ်ဆိုတော့နားလည်စေချင်တာယေရှုတို့လို့ပြောင်းနေတဲ့အချိန်ကာလမှာ तू ကယေရှုကိုသွားတို့ရင်လည်းပြောင်းမယ်ဆိုတာကသူ့ရဲ့ယုံကြည်ခြင်းပြောချင်တာကသူမြင်နေရတာကယေရှုကလက်တင်လိုက်ရင်အနာရောဂါတွေငြိမ်းတယ်မျက်စိကန်းတဲ့သူကမြင်တယ်နားပင်းတဲ့သူကပြန်ကြားသွားတယ်ဒါပေမဲ့သူ့ကိုကြတော့တို့လို့မရဘူးဘာလို့သူတို့ရဲ့တရားအရာပြည့်ညတ်တရားအရာဆိုရင် तू ကဘယ်သူနဲ့မှထိလို့မရတဲ့သူတယောက်ဖြစ်တယ်ဒါပေမဲ့ तू ကသူများယေရှုငါ့ကိုလာတို့မှာမဟုတ်ပေမဲ့ငါယေရှုသွားတို့မယ်အဲ့ဒီသွားတိုးလိုက်တဲ့အချိန်မှာချစ်စတဲ့ညီကောင်မောင်မတော်သူ့ရဲ့ပြင်းပြတဲ့အရာတစ်ခုကယေရှုရဲ့တကိုးထွက်စေတယ်ဒါဟိုနေ့ကကျွန်တော်ညီငယ်လေးတယောက် online မှာလည်းအခုဖះသုံးနေပါတယ်အခုလည်းဖះတော်တော်လေးသုံးနေပါတယ်သူအခုကျွန်တော်စီမှာဒီ Dream Ministry မှာပဲလာပြီးတော့သူကအင်္ဂလိပ်စီအနေနဲ့လာပြီးတော့စက္ကတ်တယ်ဆရာရဲမင်းထတ်ဆိုတာသူကရောက်လာပြီးတော့ကျွန်တော်စီမှာပဲသူကဆရာကျွန်တော်ဝิญญาณဖခင်ဖြစ်တယ်ကျွန်တော်မှုတော်ဆရာနဲ့ပဲတူဆောင်မယ်โอเคညီလေးလာစက္ကတ်ဆိုတော့သူကျွန်တော်စီမှာတင်ယူပါတယ်ဆရာဘိတ်တိတ်နဲ့ပတ်သက်ပြီးတော့သူတကိုးနဲ့အသက်ရှင်ခြင်းနဲ့ဆရာတကိုးနဲ့အသက်ရှင်ဖို့ဆရာဘယ်လောက်ဆူတောင်းလဲဆရာကျွန်တော်လာမေးတယ်ဆူတောင်းနေဆိုတာယုံကြည်သူတို့တကူတကလောက်ရမယ့်အရာမဟုတ်ဘူးဗျာထမင်းစားရည်တောက်ဖြစ်နေရမယ့်အရာမဟုတ်လေလူဆိုတာအသက်ရှင်ဖို့အသက်ရှူရတယ်မဟုတ်လားကျွန်တော်တို့ခရိယန်ဆိုတာကဆူတောင်းခြင်းဆိုတာအသက်ရှူခြင်းဗျာအဲ့ဒါယူရေးကြီးခွင့်ကျဲပြောစရာမလိုကျမ်းစာဖတ်တယ်ဆိုတာကကျွန်တော်တို့ထမင်းစားရည်တောက်ဖြစ်နေရမယ်ဟိုကျန်တဲ့ချိန်တွေထက်နှုတ်ကပတ်တော်ကိုချိန်ပေးတတ်တဲ့သူတွေဖြစ်ရမယ်ဘာလို့ဘယ်အရာကမှကျွန်တော်တို့ကိုတိုးတောင်မလုပ်ပေးနိုင်ဘူးနှုတ်ကပတ်တော်လွဲလို့အဲ့ဒါဒီလောကကြီးကကျမ်းစာဖတ်တဲ့လူဟာတာလောက်ထားတာကျမ်းစာပဲဖတ်နေခင်ဗျားတို့ဘာအချိန်ထုံးမှာ no ဒီမှာကျွန်တော်ပြောပြမယ်ဘယ်အရာကမှအာမခံချက်မပေးနိုင်ဘူးနှုတ်ကပတ်တော်လွဲလို့ပြောခင်ဗျားတို့အိမ်နဲ့ကားတွေဝယ်ထားတဲ့ကိုယ့်ကိုအဟုတ်ကြီးလို့မထင်နဲ့ဘယ်ပန်းနိုင်မှမရောက်သေးဘူးဘယ်အလုံးမှမလုပ်ရသေးဘူးဆိုရင်ခင်ဗျားနှုတ်ကပတ်တော်ချိန်ပေးသင့်တယ်လောက်အလုံးကလေးရလာလိုက်ပြီးတော့ဟို holiday မှာငါးသွားများလိုက်ကန်ဂရူသွားပြစ်လိုက်ခင်ဗျားတို့အဲ့ဒီဘဝကြီးအဟုတ်ကြီးထင်တာလား no အဲ့ဒါ life မဟုတ်ဘူး life ဆိုတာကမိမိအားဖြင့်များစွာသောသူတွေကောင်းကြီးဖြစ်နေတာကအဲ့ဒါကတကယ်ဖယားသခင်တင့်ကိုထားတဲ့နေရာပဲဖယားရဲ့ကြံစီရပါလေသူငယ်တယောက်ကလူတစ်ထောင်ဖြစ်ရမယ်အားနည်းသောလူကအားကြီးသောလူမျိုးဖြစ်လာမယ်ဟာလေလုယာ
ကားမရှိတော့ကားလို့ချင်းနဲ့ကားရပြီးခမကျင်နဲ့လာပြောမကျင်နဲ့ဘူးလေကားတစ်စီးရပြီးတော့ခမနောက်ကားအစ်စ်လို့ချင်းနဲ့လေဒီကားဟောင်းနေဆိုပြီးတော့ဖုန်းရတဲ့သူကလည်းပဲဖုန်းကနေနောက်ဖုန်းအစ်စ်ကိုမျှော်ပြန်အောင်ဘယ်တော့မှမပြီးနိုင်ဘူးဒါတွေကအိမ်ဝယ်ပြီးလဲကလေးကထပ်မွေးတော့ကားအိမ်နဲ့သေးသွားပြီနောက်အိမ်တစ်လုံးပြောင်းချင်ပြီအဲ့ရနေပြီးတော့ပဲမပြီးနိုင်ဘူးလေဒါတွေကအိမ်ဝယ်ပြီးလို့လည်းခင်ဗျားတို့ပြီးလားမပြီးဘူး TV ထဲရသေးတယ်ဟိုထဲရခုံထဲရဘာထဲရညာထဲရကားဝယ်တယ်ကားဖို့တော့မကြည့်သေးဘူးကားဆုပ်ပြီနောက်ကားတစ်ပြန်လို့ရတယ် live ကဒီလိုကြီးလဲနေတာဟုတ်မှမဟုတ်တာညီကိုမောင်မတို့ရအခုဖခင်ကျေးဇူးတော်ကြောင့်ကျွန်တော်မှာအိမ်တွေရှိပါတယ်အိမ်ရှိတယ်မပြောဘူးအိမ်တွေရှိတယ်ကျေးဇူးတော်ကြောင့်နိုင်ငံတကာမှာဘန်အကောင့်တွေကျွန်တော်မှာရှိတယ်โอเคအိမ်တွေရှိတယ်ဒါပေမဲ့အိမ်တွေမရောက်ဘူးကျွန်တော်အိမ်ကလေးရင်အများအချိန်များစွာလေးရင်ပေါ်မှာအိတ်တာများနေတယ်အခုကမြတ်ဒီယိုမလာခင်ကျွန်တော်ကစင်ကာပူကနေထိုင်းနိုင်ငံပြန်တယ်ထိုင်းနိုင်ငံပြန်ပြီးတော့ကျွန်တော်ဂျပန်သွားတယ်ဂျပန်ကနေကျွန်တော်ချင်းမိုင်ခဏပြန်တယ်ကျောင်းလုပ်ငန်းကိစ္စကျွန်တော် lawyer တွေ foundation နဲ့တွားပြီးတော့တွေ့တယ်အစိုးရတွေနဲ့တွားတွေ့တယ်အခုကျွန်တော်ပြန်ထွက်လာတာကျွန်တော်တောက်လျှောက်ကျွန်တော်လောက်တာတစ်ခုတော့ရှိတယ်အိမ်ဝယ်ပြီးပြီဆိုရင်အိမ်ရဲ့ decoration ကိုကျွန်တော်ထည့်တာခင်ဗျကျွန်တော်ပဲအိမ်ရှိခမ်းမှာပါထားမယ် family room မှာပါထားမယ်ဘယ်ခမ်းမှာဘယ်လိုကတင်ထားမယ်ကျွန်တော်အကုန်ထည့်တယ်ထည့်ပြီးကျွန်တော်ထွက်သွားပြီပြန်မရောက်တော့ဘူးခုကျွန်တော်အကြောင်းလုပ်ပြီဆိုတော့အမှပဲထိုင်ရတော့မယ်ဆိုတော့ဖခင်အိမ်လေးပြင်ဆင်ပေးတယ်ချင်းမိုင်မှာအကျွေးမရှိတော့အိမ်အကျွေးမရှိလာကြည့်လို့ရတယ်အိမ်ရှိတယ်ကျေးဇူးတော်တတ်ပါပစ္စည်းတွေထည့်တယ်ကျွန်တော်အခုဒီမလာခင်အကုန်ထည့်တယ်ထည့်ပြီးခုပြန်ထွက်လာပြီဘယ်သူနေလဲအိမ်အကူလေးနေတယ်အခုဒီမှာမရှိအိမ်ရှင်းနေတာဒါပဲအမှုတော်ဆောင်နေလာအကုန်ထက်အမှတဲ့ဖျားသားဖြစ်တဲ့ကြောင့်တာနာနာတော့ကျွန်တော်နေတယ်အိမ်အကုန်လုံးအကောင်းစားကျွန်ထားတယ်ကျွန်တော်ဗာပြောချင်တာဆိုအိမ်နေရှိတာကောင်းပါတယ်ကားတွေရှိတာကောင်းပါတယ်ဒါပေမဲ့အဲ့ဒါတွေကကျွန်တော်တို့အလကားပဲအခုခဏသွားတဲတာပဲလေခဏသွားတဲတယ်တကယ်တော့အဓိကကျွန်တော်ရွေချက်ကပါလဲဆိုတော့မကြခင်ရောက်လာမဲ့ចောင်းသားတွေကျွန်တော်ရေးလဲရင်ခုန်တယ်ဒီ3လမှာသူတို့ကအဖိုးခပေးပြီးလာတဲ့အတွက်ကြောင့်တချို့ဆိုတိုက်ခန်းရောက်မှုတော့လာရတာဖြစ်တယ်ကျွန်တော်စပွန်ဆာပေးလိုက်ခြင်းနဲ့ဒါပေမဲ့ကျွန်တော်မပေးဘူးဘာလို့မပေးလဲဆိုတော့အလကားရရင်ဒီ3လသူ့တို့အလကားဖြစ်သွားမှာကျွန်တော်ရမ်းကြောက်တယ်အဲ့ဒီအိမ်တိုက်ခန်းကိုရောင်းပြီးတော့လာတဲ့အတွက်ကြောင့်ကျွန်တော်ကြောင်က3လကိုဒေါ်လာ2000ဆိုတာနည်းနည်းလေးဒီကလူတွေအတွက်အမေရိကလူတွေအတွက်ဒါပေမဲ့မြန်မာပြည်အတွက်380မနည်းဘူးသူတို့အတွက်ဒါပေမဲ့ကျွန်တော်အဲ့ကျောင်းမှာသင်မဲ့ professor တယောက်ကိုဘန်ကောက်မှာကျွန်တော်အဲ့ professor နဲ့စကားသွားပြောတာတနားကြီးပဲပြောတာကျွန်တော်ဘတ်9000ပေးတယ်ဘတ်9000တနားကြီးဘတ်9000စစကြီးအဲ့ကျွန်တော်ပြောချင်တာကကျွန်တော်အဖိုးခအများကြီးပေးထားတာဒီကျောင်းအဲ့ကျောင်းကအလူငွေတွေဘာတွေအားလုံးနဲ့ကျွန်တော်ရှိလို့လောက်တာမဟုတ်ဘူးဒီဟာကိုကျွန်တော်ကဖျားပြင်ဆင်တဲ့အချိန်မှာကျွန်တော်က
America မှာလည်းကျွန်တော်သာသနာလုပ်ငန်းစတော့မှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် America နိုင်ငံမှာကျွန်တော် visa ရသွားတယ်အခုကဖြစ်ကျွန်တော်ထိုင်းနိုင်ငံမှာလည်း20 visa လည်းရတယ်ကျွန်တော်ကဘယ်နိုင်ငံမှာနေရမှမသိတော့လားကနေဒါလည်းနိုင်ငံသားအမေရိကလည်းသွားနေဖို့ visa ရပြီသွားနေတဲ့ visa ဆိုတာတည်မှာသွားလေတဲ့ visa မဟုတ်တော့ဘူးလေသွားနေလို့ရတဲ့ visa ဖြစ်သွားပြီဒီမှာလည်း20 visa ကျွန်တော်ရသွားထိုင်းနိုင်ငံမှာဆိုတော့နေရာတွေအများကြီးကျွန်တော်တို့ကျွန်တော်လည်းဖျားခိုင်းတာပဲလှုပ်ရင်းနဲ့အဲ့ဒါတွေကလည်းဖြစ်လာတာဘာလို့ပေးလဲဆိုတော့အကြံစီအများကြီးရှိတယ်ဖျားမှာအများကြီးရှိတယ်ဖျားသခင်ကပေးပြီးဆိုရင်မှတ်ထားကောင်းကြီးပေးပြီးဆိုရင်ကောင်းကြီးနဲ့အတူတာဝန်အမြဲတမ်းပါလာတယ်ကောင်းကြီးပဲခင်ဗျားတို့မကြည့်ရဘူးတာဝန်အမြဲတမ်းရှိတယ်ကောင်းကြီးပဲကြည့်ပြီးတော့တာဝန်မသိတဲ့လူဟာအဲ့ဒီကောင်းကြီးနဲ့ပြန်ပျက်စီးသွားအောင်ကောင်းကြီးတိုင်းမှာတာဝန်အမြဲတမ်းရှိတယ်ဆိုဖျားကျွန်တော်ပြင်ဆင်ထားတာအများကြီးပါဟိုမှာလည်းပြင်ဆင်ဒီမှာလည်းပြင်ဆင်အများကြီးပြင်ဆင်တာဒါပေမဲ့အဲ့ဂျားထဲမှာကျွန်တော်ဘာကိုပြန်ခံလဲဆိုတော့ဘာရွေးချက်လဲဒီကလေးတွေတော့ထောင်ထဲမှာကျွန်တော်ရေလည်းမျက်ရည်ကျတယ်နေ့တိုင်းကျွန်တော်ထောင်ထဲဝင်လို့မျက်ရည်ကျတာမဟုတ်ဘူးခမရထောင်နဲ့ချီပြီးတော့ဒီတခိုးတွေဓမြတွေလူသက်သမားတွေဝင်လာရင်လေကျွန်တော်သားရွယ်တွေတပ်ဖို့ဝင်မလေးတော့ဘူးဘလို့ဝမ်းနေစရာကောင်းလဲဆိုရင်ထောင်ထဲကပြန်ထွက်မှာကြောက်လို့အပြင်မှာစားစရာမျိုးထောင်ထဲပြန်ထွက်မနှက်ပတ်ထွက်မလို့ဒီနေ့ထိုးတက်လိုက်ပြန်ပြီတယောက်ကိုပြီးတော့ထောင်ထဲမှာဆက်နေပြန်ရောထောင်ထဲမှာပဲကြီးပြင်းလာတဲ့ကောင်လေးတယောက်ရှိတယ်သူတက်တဲ့ခံချက်လေးတော့ရှိသေးတယ် YouTube မှာမင်းခန့်ဆိုတဲ့ကောင်လေး तू အပြင်လောကမှာ तू မနေတတ်တော့ဒါပေမဲ့ကျွန်တော်ရောက်သွားတဲ့အခါမှာကျွန်တော်တို့ကိုကြည့်ပြီးတော့မှတကယ်တော့ तू ကလည်းပဲထောင်ထဲကမထွက်ချင်တဲ့အတွက်ကြောင့် तू ကလူတက်ဖို့ရှာရင်းနဲ့ဘသူသွားတွေ့လဲဆိုတော့ကိုဝေထွန်းသွားတွေ့တယ်ကိုဝေထွန်းတက်ဖို့ तू ကသွားတာကိုဝေထွန်းဆိုတာဆရာကြီးဥတ္တမောင်ထွန်းရဲ့သားဟိုတော့ Empire ဇော်ဝင်းထုတ်ဝိုင်းမှာ drum တီးတာအသက်40ကျော်ဖွဲ့တယ်အကုန်တီးတယ်ဒီကလေးတော့မသိတော့ဝေထွန်းပါလဲ Empire လည်းမသိတော့ဘာမသိတော့ဆိုတော့အဲ့ဒီဝေထွန်းဆိုသွားလို့တာကိုဝေထွန်းကတွေ့ချင်းပါပဲမင်္ဂလာပါညီလေးဆိုဟာမရကမတွေ့ဘူးဒီဘယ်လိုလဲဆိုမတတ်ဖြစ်တော့ကျွန်တော်နဲ့တူတူထောင်ထဲဝင်သွားဆရာကွယ်ဝါဆိုတာရှိတယ်ဆရာဘုတ်တို့ ministry ထဲဆရာကွယ်ဝါဆရာကွယ်ထူးလားဆရာကွယ်ဝါလားဆရာကွယ်ဝါစီလဲတူသွားတော့ဆရာကွယ်ဝါနေညီလေးနေကောင်းလားဘာစားပြီးပြီလဲမဟုတ်ပါကျွေးလိုက်တော့ဟာသူတက်လို့မရပြန်ဘူးအဲ့နေပြီးမှကျွန်တော်နေကင်းပိုင်းဆိုကျွန်တော်ကသွားပြီးတော့ကျွန်တော်လက်ဖက်ဝိုင်းလုပ်တယ်ထောင်ထဲမှာကျွန်တော်ကလက်ဖက်ဝိုင်းအဲ့ဒါလုံနေ तू ကလည်းလာကြည့်နေ तू ကကျွန်တော်တို့ပြန်အားကြလာတာလောကကြီးကဒီလိုလဲရှိတယ်ပေါ့အဲ့ဒီကနေပြီးတော့မှဆရာကွယ်ဝါရဲ့တတ်တည်ခံချက်ကိုကြိုင်းနဲ့ तू ကယေရှုယုံကြည်သွားအခုပြန်ထွက်လာတော့အခုဆရာဗုဒ္ဓရဲ့ ministry ဒီ his glory မှာ तू ကအခုစက္ကန့်နေပြီထောင်မင်းသားလေးအဲ့ဒါအဲ့ဒီအကောင်လေးကထောင်မင်းသားလေးအခုသူ his glory မှာစက္ကန့်နေပြီ तू ကဆိုဖခင်ရဲ့အကြံစီတွေအိုးစရာရန်ကောင်းတဲ့ညီကောင်မောင်မဆိုဒီလူငယ်တွေကိုကျွန်တော်မြင်တဲ့အခါမှာဟာမဖြစ်ချေတော့ဘူးငါเจ้าလူကိုလောရတော့မယ်ဒါပေမဲ့เจ้าလုတ်တဲ့အခါမှာလေးပဲကျွန်တော်ဗာပြန်စဉ်းစားဆိုအပေါ်စားเจ้าလုတ်လိုက်ရင်အလကားဖြစ်သွားမယ်အခုကအလကားတွေတက်တာရမ်းများတယ်စပွန်ဆာရတဲ့သူနဲ့ဘာရတဲ့သူနဲ့ကြီးလိုက်ပြန်တော့လေမကြိုးစားဘူး information တော့ရသွားတယ် no ကျွန်တော်မလို့ရှင်ဘူးဒီ3လ share ကျွန်တော်ကျွေးမယ်ရေးလဲ mindset တွေချိန်မယ်ဒါအောင်အဲ့ကောင်လေးဆိုရင်သူ့မေကလေဖြတ်နေတယ်
तू ကတိုက်ခန်းရောက်တော့လာမယ်တော်တော်စိတ်မကောင်းတာရင်ထဲမှာလုံးဝကျွန်တော်ပေးပြစ်ချင်တယ်ဒါပေမဲ့ no ကျွန်တော်မပေးဘူးစိတ်တင်းထားတယ်ကျွန်တော်ဘာလို့မပေးတာလဲနောက်မှကျွန်တော်ပေးမယ်နောက်မှပြုစုပြောထောင်ပေးမယ်အခုတော့ကျွန်တော်သူ့ရဲ့အဖို့ခပေးပြီးလာတဲ့လူကတိုးတတ်တယ်အားကြောင့်ကျွန်တော်ကတော့ညီလေးလာခဲ့မင်းအဖို့ခပေးပြီးလာဘာကြောင့်ကျွန်တော်ပြောရလဲဆိုတော့ညီကိုမောင်မတို့ဒီနေ့လူငယ်တော်များများရွေချက်တွေပြောင်းနေတယ်လမ်းစာတွေပြောင်းနေတယ်လှုပ်လိုက်ရင်အလုတ်လှုပ်ဖို့ပဲအလုတ်လှုပ်တာဘာတော့လဲပတ်စံရဖို့သူတို့ရဲ့နောက်ဆုံးရဲ့အဖြေကဘာလဲဆိုတော့ရွေချက်ကဘာလဲဆိုတော့ပတ်စံရဖို့ဖြစ်နေတယ်ပတ်စံရဖို့အဓိကမှမဟုတ်တာခင်ဗျာပတ်စံရဖို့အလုတ်လှုပ်နေတယ်ဆိုရင်ခင်ဗျာရွေချက်မရှိတဲ့လူပဲပတ်စံရဖို့တင်တပတ်အလုတ်လှုပ်နေရတယ်ဆိုရင်တင်ရွေချက်မရှိဘူးဒါဆိုရင်ခင်ဗျာတေကန်နီးမှာတင်နောင်တရလိမ့်မယ်ကိုဗစ်မှာမတေခင်မှာလူတွေတော်တော်များများကျွန်တော်စီဆရာမတေချင်းသေးဘူးဘာလို့မတေချင်တာလဲအမှုမပြီးသေးလို့ကျွန်တော်ဒီမှာမွေးလာကြတဲ့ we are born to do something မွေးလာကြတဲ့အမှုတစ်ခုကိုပြုတ်ဖို့မွေးလာတယ်အဲ့အမှုကဘာလဲအဲ့ဒီအမှုတစ်ခုကဘာလဲကာလက်ကတော့ငါရဲ့အမွေခံရနေမျိုးငါမသိမ့်ပတ်ရပဲနဲ့ငါမသိဘူးဟာခမရလေအသက်80ကျော်နေပြီလေတော်ပြီဗောခမရလေသားသမီးတွေတွက်ပဲစဉ်းစားတော့ no ငါအမွေခံရနေမျိုးငါရအောင်သိမ့်ပိုက်မယ်အဲ့ဒီပြောတဲ့အချိန်မှာ तू စစ်တိုက်ဖို့လှုပ်တဲ့အချိန်မှာဘယ်လောက်ရှိနေပြီလဲအသက်က85နှစ်ရှိနေပြီဒါပေမဲ့အသက်85နှစ်ပဲမဲ့သူ့ရဲ့အရွယ်ကအသက်40ကဲ့သို့လုံးဝအားရှိနေတော့မယ်ဖယားနဲ့တွာလာတဲ့သူသင်ရဲ့ရွေချက်ပန်းနိုင်တင်တီးသွားရင်ဘယ်ယောဂါမှတတ်လို့မရဘူးနောက်တစ်ခုထပ်ပြောမလားညီဦးမောင်တို့သင်ရဲ့ရွေချက်ပန်းနိုင်တင်သွားနေတဲ့ရွေသင်ရဲ့မကြီးယောဂဝင်လာလို့ရတာကရည်ရွယ်ချက်ပန်းတိုင်မှာတင်မသွားရင်ယောဂဝင်လာတတ်တယ်သင်လုံးရမယ့်အလုပ်အတွက်ကိုသင်ကတကယ်ရှေ့ရှုပြီးတော့လုံနေရင်အဲ့ဒီဂျားမှာဖယားအကုန်တာဝန်ယူထားတယ်ခန္ဓာစိတ်ဝိညာဉ်အလုံးအကုန်တာဝန်ယူထားတယ်ဘယ်ယောဂမှဝင်လာလို့မရစေရဘူးဖယားကခန္ဓာပြောပို့ချင်လုံးအားကြီးလို့မျက်စိချင်းယူမောင်မတော့အဲ့ဒီအဂုရုပြထွက်လိုက်သူတွေတယောက်မှအားနေသွားတဲ့သူတောင်တယောက်မှမရှိဘူးတဲ့တယောက်မှမရှိဘူးတဲ့ဖယားတာဝန်ယူထားတာဘာကြောင့်လဲဖယားရဲ့ရွယ်ချက်ကသူတို့ပဲပို့ချင်တာလဲခန္ဓာပြေနှုတ်နဲ့ပြားရဲ့စီးတဲ့ပြေကိုပို့ပေးချင်တာဒါကြောင့်အဲ့တောက်လျှောက်ကိုဖယားကဆေးရုံမရှိဘူးဆရာဝန်မရှိဘူးဒါပေမဲ့လုံးဝယောဂလည်းမရှိဘူးဒါဆိုရင်လောကမှာလူဆိုတာကတော့အချိန်တိုင်းယောဂဖြစ်ရမှာပေါ့ဘာပေါ့ရှောက်မပြောနဲ့အဲ့ဒီအကုတုပြီမှာနှစ်40လုံးတာဝန်ယူနိုင်တဲ့ဘုရားကကျွန်တော်တို့ကိုလည်းတာဝန်ယူနိုင်တဲ့ဘုရားရှင်ဖြစ်တယ်ဟာလေလုယာနောက်တစ်ခုထပ်ပြောမယ်ပြည့်ညတ်တရားကာလမှာတော့မှဘုရားကတာဝန်ယူရင်ဂျေစုတော်ကာလမှာတာ၍တာဝန်ယူမယ်မဟုတ်ဘူးလားညီကိုမောင်မတို့ဟာလေလုယာပညာတရားကာလမှာတော့မှဖယားသခင်တလုံးကွဲကားတယ်ဆိုရင်ဂျေဇုတော်ကာလမှာတာ၍ကွဲကားတယ်ဖယားဖြစ်တယ် limit မလောက်ကြနဲ့ညီကိုမောင်မတော်ပြီးတော့မှနောက်တစ်ခုထပ်ပြောချင်တာကျွန်တော်တို့ကိုတကယ်ဖယားကဘယ်လိုခေါ်မလဲယုံကြည်ခြင်းနဲ့လေစတင်ပြီးတော့ကြီးသောအမှုကိုလှမ်းချင်စေခြင်းနဲ့ယုံကြည်ခြင်းနဲ့ဒီအလုတ်မှာတင်လုတ်တဲ့ခါမှာဒီအလုတ်ကတင်ကိုလာကပေးတယ်အဲ့လာကတင်ကို comfort ဖြစ်စေတယ် comfort zone ထဲမှာတင်ရှိတယ်ဒါပေမဲ့ညီကိုမောင်မတော်အဲ့ဒီအလုတ်ကတင်ကိုဖယားတကယ်သေတဲ့အထိလောက်ရမယ်အလုတ်လားလို့ကျွန်တော်မင်းကျွန်တော်တရားကန်တော့ပြောမယ်မဟုတ်ဘူး
င်လုံးရမယ်အလုပ်တစ်ခုရှိကိုရှိတယ်ကျွန်တော်သေတဲ့အထိဒီလောကထွက်သွားတဲ့အထိကျွန်တော်လုံးမဲ့အလုပ်ကပါလဲဆိုတော့ယေရှုအကြောင်းကိုကျွန်တော်ရဲပြတ်တာကျွန်တော်ဟောမယ်မရှက်မကြောက်ကျွန်တော်ဟောမယ်ယေရှုခရစ်တော်ကလောကသားအလုံးကယ်တင်တဲ့အရှင်ဖြစ်တယ်ဆိုတာကိုအာမနာတမ်းကျွန်တော်ပြောမယ်ဧဝံဂေလိဟောဖို့ရှက်တယ်ကြောက်တယ်ဆိုရင်ခမည်းထာဝရအသက်ကိုမရသေးတဲ့သူပဲကိုစားကောင်းတဲ့အရာလေးတစ်ခုကိုတကယ်စားကောင်းတာသိရင်သူများကိုမကြွေးချင်တာပဲမဟုတ်ဘူးလားအခုကထာဝရတက်တော်မှာရတဲ့ကိစ္စကိုမပြောရဲဘူးဆိုဘုရားကျောင်းမှာပဲထိုင်ပြီးတော့မှတပတ်တစ်ခါဘုရားကျောင်းတက်ပြီးစားဖို့တောက်ဖို့တော့ပဲစဉ်းစားနေဆိုရင်အလုပ်ရဖို့ပတ်စံလေးတိုးလာဖို့အလားအလုပ်ရလာတယ်လာကတိုးလာကြောင်းထွက်တက်တေခံကြတယ်အလုံးမရတဲ့ဖွဲ့တွေရင်းနေနာနေတယ်အောက်မှာအဲ့ဒါတက်တေခံရတာထက်နိုင်ငံတော်နဲ့ဖြောက်မှချင်းရှိစွာရှာနောက်မှထိုးရပေးမယ်တဲ့နိုင်ငံတော်နဲ့ဖြောက်မှချင်းဆိုတော့ခင်ဗျားတို့တရားဟောခိုင်းနေတာမဟုတ်ဘူးနိုင်ငံတော်နဲ့ဖြောက်မှချင်းဆိုတာကဖယားတင်ကိုလောကမှာထားထားတဲ့အရာတင်လောက်ရမယ့်အရာကိုတင်လောက်ဆောင်ကျန်တဲ့ကိစ္စဖယားခင်ကိုတာဝန်ယူထားတယ်တင်ကိုဖယားဘာလောက်ခိုင်းလဲဖယားဘာလောက်ခိုင်းလဲမထာအမြဲတမ်းဖယားကောင်းကြီးပေးလာပြီဆိုရင်ကောင်းကြီးနဲ့အတူရှင်ပြီးတော့မှတာဝန်ဆိုအမြဲတမ်းပါလာတယ်အခုကျွန်တော်ဖယားရှင်ပေးတာတွေအများကြီးပဲပေးတဲ့အရာအားလုံးကကျွန်တော်အတွက်ပေးတယ်ဆိုတာကဇိမ်ခံဖို့ပေးတာမဟုတ်ပေးဖို့ပေးတာโอเคပေးဖို့ပေးတာအခုကျွန်တော်အိမ်တွေဖယားပေးတယ်အချိန်တန်လို့ဖယားပြန်ရောင်းပြီးတော့အကုန်လုံးပေးဆိုလဲကျွန်တော်ပေးဖို့ဆင်သင့်မယ်2013ကတည်းက GMYC ပထမဆုံးစလုပ်မဲ့ချိန်မှာအသင်းတော်တွေအားလုံးကဆရာတွေအားလုံးကရှင်းမိုင်မှာလာစုကြပြီးတော့အဲ့ဒီမှာအလုံးမှုဆောင်ကော်မတီတွေအားလုံးကဒီဟိုတယ်တစ်ခုလုံးကိုစရန်ချမဲ့ကိစ္စဒီဟိုတယ်အားလုံးယူမဲ့အခန်းတွေယူမဲ့ကိစ္စဘယ်သူတာဝန်ယူမှာလဲကျွန်တော်တာဝန်ယူမယ်လို့ပြောလိုက်တယ်ဒါပေမဲ့တပြားမှကျွန်တော်လက်ထဲမှာမရှိသေးဘူးဒါပေမဲ့ကျွန်တော်မှာရှိတာတစ်ခုရှိတယ်အိမ်ရှိတယ်2013မှာအဲ့ဒီအတွက်လိုအပ်တဲ့ငွေကိုမရလာဘူးဆိုအချိန်မီမရလာရင်အဲ့ဒီအိမ်ကိုကျွန်တော်ရောင်းမယ်ကျွန်တော်တို့ထိုင်းနိုင်ငံကနေမြန်မာပြည်ကို sorry မြန်မာပြည်နဲ့ထိုင်းနိုင်ငံရောက်တယ်ထိုင်းနိုင်ငံကနေပြီးတော့မှကနေဒါကိုရောက်တယ်အိမ်နဲ့ပဲရောက်သွားတာအိမ်အဲ့ဒီအိမ်နဲ့အိမ်တောင်မှတအိတ်ကဇစ်မကောင်းလို့ဆီယမပလဲကငရုတ်ကြပွေယူလာတာငရုတ်စုံနဲ့ငရုတ်ကြပွေဇစ်ကကွဲရောအာဗြဟံခေတ်ကအိတ်တကယ်အာဗြဟံခေတ်ကအိတ်ဘယ်လိုအစ်လားဒီလိုအပတ်ကြီးနဲ့လေဒီလို click ဆိုထိုးလိုက်တဲ့ဟာလေအဲ့ဒီဟာဒီခေတ်မရှိတော့ဘူးအဲ့ဒီဟာကြီးနဲ့လာတာဇစ်ကကွဲပြီးတော့ငရုတ်စုံနဲ့ငရုတ်ကြပွေထွက်လာတာကျွန်တော်ရှက်လိုက်တာကျွန်တော်လုံးဝမယူချင်ဘူးအဝတ်တွေလည်းထွက်ကြသိရမလားအဲ့လိုဘဝကနေလာခဲ့တဲ့ကျွန်တော်တို့ဒီဖယားကျေးဇူးတော်ကြောင့်ရတာလေအဲ့ဒီအိမ်လေးဆိုတော့အဲ့ဒီအိမ်ကိုရလာတာ तू ပေးလို့ရတာပဲ तू ပြန်ပေးရင်ရမှာပေါ့ဒါပေမဲ့ကျွန်တော်တို့က तू ပေးတဲ့အရာကိုကိုယ်ဥစားလို့ထင်ပြီးတော့ပြန်မပေးချင်ဘူးအာဗြဟံကိုဖျားပြန်အဲ့ဒါစစ်တာမင်းအသက်တရားမှရတဲ့တာလင်ငါ့ကိုပြန်ပေးအာဗြဟံပြန်ပေးနိုင်တယ်မှတ်ထားညီကိုမောင်တို့ကတင်ဒီလောကမှာပိုင်တာတခုမှမရှိဘူးဟာလေလုယာဘာမှပိုင်နေဆိုတာမရှိဘူးတင်းအသက်တောင်တင်းမပိုင်ဘူးတင်းပါပိုင်နေပြောတင်းစပင်တင်းပိုင်ရင်တင်းအမွေးမကြောက်ထားနေတိုင်းရေချိုးတိုင်းခမရထွက်နေတာ
လင့်နေတာဒါပေမဲ့ဖယားကအမြဲတမ်းအချိန်မီပြန်ပေါက်ပေးတဲ့ဖယားရှင်ဖြစ်တယ်အထူးသဖြင့်မိန်းမတွေကျေးဇူးတော်ရှင်မအမျိုးသမီးတွေပို့ပြီးတော့ကျွတ်များတယ်စပင်းရှည်တဲ့ဖွဲ့တွေပို့ခင်ဗျာကြည့်ရေချောကမ်းမှာတွားလိုက်ရင်တူတူလေးတွေနဲတယ်လေအရှည်ကြီးတွေပဲအလုံးအထွေးနဲ့ကိုကျွတ်ဒါပေမဲ့ဖယားကဘလောက်ကျွတ်ကျွတ်မှတ်ထားတဲ့ဖယားကျွတ်သွားတဲ့အရေးအတွက်ပြန်ထည့်ပေးနေတယ်ဖယားယောက်ျားထိပ်ပြောင်နေဆိုတာကြည့်ကောင်းပေမဲ့မိန်းမထိပ်ပြောင်တာတော့ရုပ်ဆုံးပါခင်ဗျာဒါပေမဲ့ဖယားသခင်မဆာချင်းဆိုတာကြီးစားအောင်စရာဘလောက်ကောင်းလဲအောင်စရာကြီးနော်ညီကိုမောင်မတော်ဖယားတာဝန်ယူထားတာအောင်စရာကြီးဖယားတာဝန်ယူထားတဲ့ဖယားတော့ကျွန်တော်ညီကိုမောင်နဲ့ဘာပြောချင်တာလဲဆိုကျွန်တော်ပိုင်တာဘာမှရှိတဲ့အတွက်ကြောင့်ခတ်လိုက်ဆိုရခတ်သိမ်းတော့ရသည်ကိုတော့အထဲက၎င်းကိုတော့အားဖြင့်၎င်းခတ်သိမ်းတော့ရဘသူထဲကလာလဲဘသူအားဖြင့်လဲခတ်သိမ်းတော့ရတော့ညီကိုမောင်နှမတို့တဲ့ဒီနိုင်ငံဘလို့ပဲတင်ရောက်လာဖျားပို့လို့ရောက်လာတာပဲခင်ဗျမပို့လာဘူးဆိုရင်ထွက်မဲ့နေ့မှာသေတဲ့အဖွဲ့တွေအများကြီးအများကြီးဒီကိုရောက်လာတယ်ဆိုတော့ဖျားပို့လို့ရောက်လာတာဒီနေ့ဒီအသက်ရှင်ခွင့်ရနာဖျားပဲလုပ်နေတာခတ်တင်တော့ရကိုတော့ထဲကကိုတော့အားဖြင့်ဆိုဘသူဖို့ပြန်ဖြစ်ရလဲကိုတော့အဖို့တင်အသက်ရှင်ခြင်းနဲ့ကျမ်းမာခြင်းနဲ့ဝမ်းမြောက်ခြင်းနဲ့ပြည့်ရှင်မှတ်ထားတင်တခုမှတင်ဘယ်အရာမှမဆွဲလန်းနဲ့ဘယ်အရာမှမဆွဲလန်းနဲ့ဖယားတောင်းရင်အကုန်ပြပေးနိုင်တဲ့သူတွေဖြစ်ပါစေဟာလေလုယာဘေးရာကမှတင်းရဲ့တက်တာကိုမဆွဲချစေနဲ့ခတ်သိမ်းတော့ရဖယားထဲကဖယားအားဖြင့်ဖယားဖို့ပဲပြန်ဖြစ်လိုက်ပြီအဲ့ဆိုတင်းရဲ့ life က share ပဲအာမင်ဆိုကျွန်တော်ညီကိုမောင်မတို့ကျွန်တော်ဒီနေ့ဗာပြောပြရှင်လဲဆိုကျွန်တော် life က struggle ဖြစ်နေတာဖယားလို့တော့မဟုတ်ဘူးလုံးဝမဟုတ်ဘူးဖယားကတင်းလို့မပန်းလုံးဝပင်ပန်းနဲ့ဒီလောကမှာမထားချင်ဘူးဆရာကိုကြည့်လိုက်တော့ဆရာရဲ့ဟိုနိုင်ငံသွားဒီနိုင်ငံသွားပင်မပင်ပန်းဘူးငါရေထဲမှာကူးရတာပင်ပန်းလားဟမ်တရားဟောတာဒေးဗစ်လာတော့ငါလေးကရေထဲမှာနေရတယ်လို့ပဲနားထောင်နဲ့လူသာမောသွားမယ်ဒေးဗစ်လာမမောဘူးအဲ့ဒါဘာလဲဖယားကျွန်တော်ကိုခေါ်ထားတာဒီတော့ဟုတ်တယ်တရားလူတွေဒါခမမောပြီးတော့နားထောင်ရင်းနဲ့အိပ်ပျော်သွားပါစေကျွန်တော်ကဆက်ဟောနေနိုင်သေးတယ်ကျွန်တော်အဖွဲ့တွေဟာမြတ်စင်သားကြီးကျွန်တော်မြန်မာပြည်မှာပတ်ပြီးဟောတာလေဘယ်နှမျိုးလဲမဒီဇက်တိုက်ဆိုတာကျွန်တော်အဖွဲ့တွေတောင်းမခံနိုင်တော့ဒါမဲ့ကျွန်တော်တော့ထောင်းပြီပဲနောက်ဆုံးခင်ဗျကျွန်တော်တရားဟောရင်နဲ့ဖုံနေရောဘာတွေရောခင်ဗျမြန်မာပြည်တည်းတယ်မယ်လေမိုးကုတ်မန္တလေးမြစ်ကြီးနားမော်လမြိုင်မရီပဲကျွန်တော်သွားတာမမျိုးတွေလေမော်လမြိုင်မြစ်ကြီးနားမိုးကုတ်မုတ်ဘာလဲမုတ်တမမိတ်ထီလာအတကုန်းဆိုတာကျွန်တော်စော်ရင်ပြီးတော့ပဲလေမော်လမြိုင်ဟာတောက်လျှောက်ဆိုတာကျွန်တော်အဲ့ဒါမသိဘူးနောက်မှသိတယ်အဲ့ဒီမမျိုးတွေအားလုံးရေရခြေထားတာကျွန်တော်မသိဘူးဖယားပဲကျွန်တော်ကုန်ပို့တာရေရကုန်ခြေရဆိုအဲ့ဒါကျွန်တော်မသိဘူးအဲ့မှာရေလဲကဲတင်ချင်းကြောင်းနဲ့ရေလဲပြောတာကြော်ပြောမယ်ညီကိုမောင်မတော်တင်ယေရှုကြောင့်ပြောဖို့လုံးဝအာမနာနဲ့ယေရှုအကြောင်းပြောဖို့လုံးဝဘာလို့သိလိုက်ညီကိုမောင်မတော်တင်မချစ်လို့မပြောတာတင်မချစ်လို့မပြောတာပြီးတော့ခင်ဗျဝိညာဉ်တွေကိုချစ်တတ်လာရင်ခင်ဗျပြီးသွားပြီအသက်တာမှာတကယ်အောင်မြင်ခြင်းဖယားချစ်ဝိညာဉ်တွေကိုချစ်အဲ့ဒါရေးလဲအောင်မြင်တာ
အောင်မြင်ခြင်းလှုပ်ဝက်ချက်ကဖယားကိုချစ်ဝိညာဉ်တွေကိုချစ်ဝိညာဉ်တွေကိုချစ်လူတော့မချစ်နိုင်ဘူးဝိညာဉ်ကိုချစ်အခုခမရကျွန်တော်ပြောပြမယ်ခမရအမောဆုံးလူတယောက်သွားပြီးတော့ခမရဖယားတရားတော်ဟောဆိုဟောနိုင်လားအမှုတော်ဆောင်တော်များမဟောနိုင်အခုကဲတင်ချင်းရဖို့တဲ့မအားလောက်သွားတရားဟောမဟောချင်ဘူးဒါပေမဲ့သူ့ကိုမကြည့်ရအောင်သူ့ထဲကဝိညာဉ်အဲ့ဒီဝိညာဉ်ကဖျားဆရာလာတာဝိညာဉ်ကိုတော့ကြည့်တတ်မယ်ညီကိုမောင်မတို့ဝိညာဉ်ကိုချစ်တတ်မယ်ဝိညာဉ်ကိုမချစ်ဘူးဆိုရင်ဝိညာဉ်နဲ့ချစ်အောင်ယောနာလို့ဖျားတင်အောင်မှာမှုတော်ဆောင်နေရောယောနာမချစ်ဘူးနင်းတွေမျိုးအဖွဲ့တွေကို तू မချစ်ဘူးဘာလို့ဆိုတော့ဣသရေလလူမျိုးတွေကိုရေးလေရက်ဆက်ထားတဲ့ကောင်းနေသေပါစေအသေးစိုးနဲ့သေပါစေမိလောင်တော့သေပါစေလောင်တော့ तू ထိုင်ကြည့်ချင်းလွန်အားကြီးလို့မြို့ပြင်မှာထွက်နေတယ်ဧဝံဂေလိတော့ तू ပြေးဟောလိုက်တယ်ဟောတယ်ဆိုတော့လေ तू မဟောချင်ဘူးဒါပေမဲ့ငါးပိုက်တယ်ပြန်မဝင်ချင်လို့ तू ဟောတာဒါပေမဲ့ तू ဟောချင် तू အပြင်မှာထွက်နေတယ်အပြင်မှာထွက်နေတယ် तू ကြည့်နေမိလောင်မလားမလောင်နောင်တတွေရကုန်တယ်သူတို့နောင်တရသူတို့မသိဘူးဆိုလဲကိုတော့တယ်ကျွန်တော်တက်ကိုနှုတ်လိုက်တော့တယ်သူများနောင်တရပြီးတော့ပြောင်းလဲတာကိုလုံးဝမခံနိုင်တာယောနာသူတို့မသိတော့ကျွန်တော်တတ်လိုက်တော့တဲ့ကိုတော့တတ်လိုက်တော့တဲ့လာညီကိုမောင်မတော့ကျွန်တော်တက်တာမှာဒီနေ့ကျွန်တော်ပြောပြမယ်မြန်မာပြည်ကစစ်မှန်တဲ့ပြောင်းလဲမှုကြီးဖြစ်ဖို့ဟာတိုးတက်ခြင်းပြောင်းလဲခြင်းတွေဖြစ်ဖို့ကအထဲမှာရှိတဲ့အမှုတော်ဆောင်တွေယုံကြည်သူတွေကအစဝိညာဉ်တွေကိုချစ်တိုင်ပြီးသွားပြီဒီနေ့ဖယားပါတင်တာလဲဘာလို့ဖာရောဆိုတဲ့ဟာကြီးကိုခေါင်းမာစေတာလဲအဲ့ဖာရောတွေခေါင်းမာနေတာခင်ဗျာအော်စရာကြီးစမ်းကြခင်ဗျာတို့မြန်မာပြည်တပြည်လုံးမှာကိုဗစ်နဲ့သေကြတာအဲ့ဒီအဖွဲ့တွေဘာလို့မသေတာလဲခင်ဗျာစဉ်းစားကြည့်ဟာဖွင့်လိုက်ဖြစ်လိုက်ပါလားအဲ့အဖွဲလေးဟမ်ဘာဖြစ်လို့ကိုဗစ်ကအဲ့ဒီခုံမဝင်တာလဲတပြည်လုံးကိုခုံဝင်တဲ့ဟာဘာလို့မဝင်တာလဲငါစဉ်းစားယုံကြည်သူတွေအားလုံးကိုတခြားကျွန်တော်လူမျိုးရေးမပြောဘူးနော်မယုံကြည်သူတွေရက်တည်ရမယ်အပိုင်းကျွန်တော်ပြောပြမယ်မြန်မာပြည်ဒီမိုကရေစီရဖို့ထက်ကဲတင်ချင်းရဖို့တော့ဘယ်သူမှမဆူတောင်းဘူးဒီမိုကရေစီရဖို့အရေးကြီးပါတယ်အဲ့ဒီမိုကရေစီထက်ပိုရေးကြီးတာကဒီနေ့ဒီမိုကရေစီရပြီးတော့ငရဲသွားပါလုံးပါလားကျွန်တော်တို့ရဲ့အလုပ်ကဒီမိုကရေစီရဖို့ထက်ကဲတင်ချင်းရဖို့ဖယားရဲ့အကြံစီကလူအပေါင်းဒီမိုကရေစီရ၍လူတိုင်းလွတ်မြောက်ဖို့ဖယားကအလိုရှိတယ်လို့မပြောဘူးကျမ်းစာလူပေါင်းကဲတင်ချင်းတို့ရောက်၍တမန်တရားကိုသိဖို့ဖယားလိုတော်ရှိတာဆိုတော့အဲ့ဒီအပိုင်းကိုပြီးသွားရင်မြန်မာပြည်ကစင်ကာပူထက်ကိုကျွယ်ဝမယ်ဟာလေလုယာဘယ်ဖာရောမှမရှိစေရဘူးအကုန်ရေထဲမှာအကုန်လုံးပြီးသွားလိမ့်မယ်ဒါပေမဲ့ပင်လေလည်းမခွဲနိုင်သေးဘူးခုဘာဖြစ်လို့လဲဖာရောခေါင်းမာထားတာဘာလို့လဲအကြောင်းရှိတယ်ကိုဗစ်နဲ့လည်းမလစ်သေးဘူးကိုဗစ်ကဝင်သွားတာမှ3လိုင်း4လိုင်းဝင်သွားတယ်တခါမှမထိသွားတာအစင်းနဲ့ပြေးပြီးတော့ကျမ်းမာနေတဲ့ဒီဖွဲ့တွေဟိုနိုင်ငံသွားလိုက်ဒီနိုင်ငံသွားလိုက်လုံနေတယ်အလစ်ကလေးမှာဖမ်းထိလိုက်ပါလားလေရင်ပေါ်မှာမထိဘူးငါစဉ်းစားကြည့်ဟာစော်ကားတာမဟုတ်ပါဘူးဘသူမှဘာလို့လဲကျွန်တော်တို့ကဒီမိုကရေစီရဖို့လွတ်လွတ်လပ်လပ်နေရဖို့ဘာရဖို့ထားလွတ်မြောက်ခြင်းဆိုတာကခမရလေအဲ့ဒါလွတ်မြောက်တာမဟုတ်ဘူး
လွတ်မြောက်ခြင်းဆိုတာထောင်ထဲမှာရောက်လေတချင်းဆိုနေနေတာအဲ့ဒါလွတ်မြောက်တာဖောလူနဲ့တိလာထောင်ထဲမှာချီးကျွန်တော်လည်းထောင်ထဲမှာချီးမွမ်းနေဗျညာတိုက်ချီးမွမ်းတာတချင်းနဲ့ကုံသွားတယ်အဲ့မဲ့ဟိုဘက်တော့ဆရာနောက်တစ်ပုတ်လောက်လှုပ်ပါဦးနော်မဲလှုပ်သေးတာဘာမှလည်းနားမလဲဘူးကျွန်တော်ဆိုတဲ့ချင်းနေသူတို့နားမလဲဘူးမနာတော့ကောင်းတယ်လို့တဲ့ဆရာအမေသူတို့အများဖြောပြရတယ်လို့ကျွန်တော်ဒါမဲ့ကျွန်တော်ချီးမွမ်းတာကျောင်းကြီးကမောင်မတွေဒီနေ့ကျွန်တော်ပြောပြချင်တာကျွန်တော်တတ်တာမှာနေ့ရက်စင်တိုင်းမှာကျွန်တော်နားလည်ရမယ့်အရာတစ်ခုဟာဖခင်သခင်ကျွန်တော်အရန်ပေါ်ပါစေချင်တယ်ပေါ်ပါစေချင်တယ်လမ်းဆောင်စေချင်တယ်တက်ကြွစေချင်တယ်အောင်မြင်စေချင်တယ်နေ့ရက်စင်တိုင်းမှာပူပန်ခြင်းကင်းတဲ့အတတ်တာနဲ့အသက်ရှင်စေချင်တယ်အဲ့အတွက်ယေရှုပေးထားပြီးသားဒါမဲ့ကျွန်တော်တို့ကအစင်မပြေမှုတွေအပေါ်မှာဟိုလူပြစ်တင်ဒီလူပြစ်တင် no နေ့ရက်စင်တိုင်းမှာခရစ်တော်အားဖြင့်ကျွန်တော်တို့ဝမ်းမြောက်တဲ့သူတွေဖြစ်နေဖို့ဘုရားလိုတော်ရှိတာခမဖာတော့ပဲဘလောက်ကြီးဘာတွေပဲဘလို့ပြဿနာပဲဖြစ်ငါမူကထာဝရဘုရားကိုမျှော်လင့်မည်ငါ့ကိုကယ်တင်သောဘုရားကမိပြုလေငါရှင်လာမည်ထာဝရဘုရားကြီးငါစကားကိုနားထောင်မယ်ဟာလေလုယာဘုရားနဲ့ဝမ်းမြောက်တတ်တဲ့သူတွေဖြစ်ရမှာဖျားပေးတယ်ဖျားပြန်ယူတယ်ဖျားနာမဘုံကြည်ပါစေအဲ့လူရဲ့တက်တောင်ဖျားနှစ်ဆမကဘူးခုနှစ်ဆလည်းပြန်ပေးနိုင်တဲ့ဖျားရှင်ဖြစ်တယ်ဟာလေလုယာအားလုံးခဏလေးကြည့်အောင်အခုစပြီအဲ့လကားပြောတာခဏလေးပါညီမမနိုင်ဝတ်ဆိုပြီးโอเคဟေဘဲအော်ရာစာခန်းကြီးလေအခုမှ officially အခုတရားညီကိုမောင်နှမတို့ကျွန်တော်ပြောပြမယ်ဘာသာထဲမှာနေပြီးတော့မှကဲတင်ချင်းလောက်ကိုပဲကျင့်တတ်နေလို့မရဘူးညီကိုမောင်နှမတို့ရေလောကမှာကျွန်တော်ဖျားထားတာစိုးစံမှုဖျားထားတာအာမင်ဟေဘရဲလေးကိုမသွားခင်မှာဒီလိုကလာပြန်ပြီယောမအော်ရစာခန်းကြီး9အငယ်16ခဏလေးကြည့်အောင်ဖယားရဲ့ကြံစီရပါလေယောမအော်ရစာခန်းကြီး9အငယ်16အားလုံးကြည့်မယ်โอเคအားလုံးခဏလေးကျွန်တော်လိုက်ဖတ်ပေးအောင်1 2 3ထိုမှတပါလူတယောက်ပြစ်မှားသောအရာနဲ့မတူစဖပါရတယ်လွတ်စေဟုစီရင်ဆက်သွားမယ်လူတယောက်သည်ပြစ်မှားသောကြောင့်ထိုတယောက်သောသူအားဖြင့်သေခြင်းတရားသည်အစိုးရ၏ဂျေဇုတော်၏ကြွယ်ဝခြင်းကို၎င်းဖြောင့်မတ်ရာသောသွင်းပေးတော်မူခြင်းကို၎င်းခံရသောသူတို့သည်ခံသောသူတို့သည်ဘာတူလေလဲအလုံးလိုက်ဆိုဂျေဇုတော်၏ကြွယ်ဝခြင်းဂျေဇုတော်ဤပါလေဒါသတိထားနော်ဂျေဇုတော်မှာအမြဲတမ်းပါလာလေကြွယ်ဝခြင်းပါလာတယ်ဟာလေလုယာဂျေဇုတော်ဤကြွယ်ဝခြင်းကို၎င်းဖြောင့်မတ်ရာသို့သွင်းပေးတော်မူခြင်းကို၎င်းခံရသောကျွန်တော်ကျမတို့သည်တယောက်သောသူဒီဟုသောယေရှုခရစ်အားဖြင့်အသက်ရှင်လျက်တာ၍စိုးစံရကြလက်တန်းနဲ့အလုံးပြောရအောင်တာ၍စိုးစံရကြလက်တန်းစိုးစံနဲ့ဆိုအတိတ်ပဲပါလဲညီကိုမောင်မတို့သူများရဲ့အောက်မှာမဟုတ်ဘူးသူများရဲ့အထက်မှာပဲအမြဲတမ်းရှိရတာပြောတာအာမင်ညီကိုမောင်မတို့ကျွန်တော်ရောက်တဲ့နေရာမှာရေးလဲသူကပြောတယ်ဆရာရဲ့တော်ဟောလို့မရဘူးလားတိုးလေးဟောပါလားဆရာဟောတာတခါလေးကြောက်ဆရာကြီးတချို့ကပြောလဲဆရာအယမ်းမအော်လို့မရဘူးလားမျက်လုံးတွေလည်းပြိုးတခါလေးကြောက်တယ်ဆရာကျွန်တော်ရင်ထဲနေရှိတိုင်းပြောပြစီကျွန်တော်မှာဒီထဲမှာဖြစ်နေတဲ့အရာကိုထ
ထဲပေးလို့ရရင်ထဲပေးခြင်းနဲ့ဗျာတကယ်ရစေရှင်နဲ့ကွာကျွန်တော် life ကရေးရေးလဲလဲပေါ်လာအဲ့ဒီဂျေဇုတော်နားလဲသွားပြီးမှရေးရေးလဲလဲပေါ်လာရေးရေးလဲလဲစိုးဆိုင်ရတာဗျာခင်ဗျာဘယ်နေရာတွားညီကိုမောင်မတော်ဖယားသခင်ဖွင့်ပေးတဲ့လမ်းနေရာရှိတယ်ကျွန်တော်စူးစမ်းနေတာမဟုတ်ဘူးနောက်တစ်ခုထပ်ပြောမယ်ညီကိုမောင်မတော်အရေးကြီးတာရှိတယ်တယောက်တော့သူကြောင့်ကြာရှုံးသွားတဲ့လူတွေအားလုံးอ่ะဟုတ်ပြီနော်တယောက်တော့သူအားဖြင့်သာ၍စိုးစံတဲ့ခွင့်ကိုဘုရားပေးလိုက်တယ်ဘာပြောရှင်းတာလဲညီကောင်မောင်တို့အားလုံးကြည့်အောင်ခဏလေးဒါဝိတ်ကဂေါလိယနဲ့စစ်တိုက်မဲ့အခါမှာတီချာစင်းညီကောင်မောင်တို့တီချာစင်းကျွန်တော်ပြမယ်ပုံဖော်ကြည့်သူကတမျိုးလုံးအတွက်ကိုဣတလာတမျိုးလုံးအတွက်ကိုတနိုင်ငံလုံးအတွက်ကိုစားပြူရတာသူရှုံးရင်အကုန်ရှုံးပြီသူနိုင်ရင်အကုန်နိုင်တယ်သူနိုင်လို့သူပဲနိုင်တာမဟုတ်ဘူးသူတမျိုးလုံးနိုင်တာအာမင်ဟုတ်လားမသိဘူးမောင်မတော်ဒါပေမဲ့သူရှုံးရင်တမျိုးလုံးရှုံးပြီဒါပေမဲ့ဒါဝိအပြည့်ရက်တည်းတုံးနဲ့လူရင်မပြောမယ်ဒါဝိအောင်နိုင်သွားတယ်အောင်နိုင်သွားလားအောင်နိုင်သွားတဲ့ပုံမှာဣဒတမျိုးလုံးအောင်နိုင်သွားလားအောင်နိုင်သွားလားဒီချင်းနော်ညီကောင်မတေချာကြည့်အောင်နိုင်ပြီးတဲ့အချိန်မှာလေဘင်းကိုဖြတ်ပြီးတော့အဲ့ဒီဦးခေါင်းကိုအဲ့ဒီနေရာမှာပဲထားခဲ့ပါလားဘာကြောင့်အဲ့ဒီဦးခေါင်းကိုယေရုရှလင်ကိုပြန်ယူသွားရလဲကျမ်းစာထဲမှာရှိတယ်ကျမ်းစာဖတ်တဲ့အဖွဲ့တွေအကုန်သိမယ်တချို့ကခေါင်းဖြတ်ပြီးတော့အမှပဲထားခဲ့တယ်ထင်တဲ့အဖွဲ့အရှိသေးတယ်အဲ့ဒီခေါင်းကိုယူသွားတယ်ဘယ်မှာတော့ထားလဲယေရုရှလင်မြို့ကိုယူသွားပြီးတော့မှတီတန်တမတ်ထားတဲ့နေရာတနေရာမှာဒါဝိမြုပ်တယ်ဒီစနာတော့ပဲယေရှုလဝါကတိုင်ပေါ်တက်တဲ့အချိန်မှာအဲ့ဒီနေရာကိုဘာလို့ခေါ်လဲဦးကောင်းခွန်ရဘသူဦးကောင်းရှိတယ်ထင်လို့လေအမဂေါလိယရဲ့ဦးကောင်းဂေါလိယဦးကောင်းထားရနေရာကိုဦးကောင်းခွန်ရလို့ခေါ်တာအဲ့ဒီအပေါ်မှာယေရှုကကျွန်တော်တို့အသေးခံတာဘာလို့ပုံဖော်တာလဲဒါဝိဒ်ကအားလုံးကိုကိုစားပြုပြီးတော့အောင်မြင်ခြင်းကိုရရှိခဲ့တယ်လို့စာတန်ရဲ့ဦးခေါင်းကိုနင်းဖို့ရန်တွားယေရှုကအဲ့ဒီနေရာမှာဦးခေါင်းခွန်အရက်မှာအလကားတစ်ခုမှမဟုတ်ဘူးအသေးခံတယ်ဘာလို့ပုံဆောင်လဲဒါဝိဒ်အောင်နိုင်ခြင်းဟာတမျိုးလုံးအတွက်ဖြစ်တယ်ယေရှုရဲ့အောင်မြင်ခြင်းကတော့တလောကလုံးအတွက်ဖြစ်စေတယ်ဟာလေလုယာဒါကြောင့်ဘာပြောလဲဖျားခင်သားတော်ယုံကြည်သောသူပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရတက်ကိုရစေခြင်းကဖျားခင်သည်မိမိ၌တပါးရီသောသားတော်ဆွတော်မူသည့်တိုင်လောကီသားတွေကိုချစ်တဲ့ဖျားကယေရှုအပြင်အောင်မြင်ခြင်းအကုန်ပေးပြတာသားတော်ယုံသောသူပျက်စီးခြင်းတို့မရောက်ဆိုတော့ညီကိုမောင်တို့တရားကြည့်အောင်ယေရှုကိုယုံကြည်လက်ခံပြီးတော့သူမှန်သမျှဟာယေရှုဖြစ်တဲ့အတိုင်းကျွန်တော်ဖြစ်ရတဲ့အခွင့်ကိုဘုရားပြင်ဆင်ပေးလိုက်တယ်ဒါဝိဒ်ရဲ့အောင်မြင်ခြင်းဒါဝိဒ်ပဲအောင်မြင်တာမဟုတ်ဒါဝိဒ်နဲ့အတူအားလုံးအောင်ရတဲ့ခွင့်ပေးလိုက်တယ်โอเคဒါဆိုထပ်ပြောမယ်
ဒီလောကမှာယေရှုကိုယထားတဲ့လူတွေရဲ့မင်္ဂလာဘယ်လောက်ကြီးလဲတိယောခန်းကြီး၄အငယ်19ကိုကြည့်အောင်တိယောခန်းကြီး၄ငယ်19တိယောခန်းကြီး၄ငယ်19အားလုံးကြည့်မယ်တိယောခန်းကြီး၄ငယ်19ဒီကိုမောင်တို့ကျွန်တော်ပြောပြမယ်ယေရှုကကျွန်တော်တို့အတွက်အကုန်လုပ်ပေးပြီးသွားပြီဟာလေလုယာဒီနေ့ကျွန်တော်တေချာနားထောင်ပေးညီကိုမောင်တို့သင်တို့ကစိုးစံရတဲ့အခွင့်ကိုဖျားပြင်ဆင်ထားပြီးသားသင်စိုးစံရမယ်ဒီနေ့အစရွေးသင်ရဲ့တွေးခေါ်အကုန်ပြောင်းပြလိုက်ငါသူများအမိမှနေရမယ်သူမဟုတ်ဘူးငါလူဖြူတွေကြားထဲမှာနေရတယ်သူတို့နိုင်ငံမှာနေရတယ်ဆိုတော့အတွေးခေါ်လုံးဝမရှိနဲ့ယောသတ်ကိုတော်မှာသူများနိုင်ငံမှာထိတ်ဆုံးမှချီးမြှောက်နိုင်တဲ့ဖခင်ကကျွန်တော်တို့ကိုမှတ်ထားညီကောင်မသူတို့အကြောင်းရေးထားတာသူတို့အကြောင်းကိုရေးထားကျွန်တော်အကျိုးအတွက်ရေးထားတာသူတို့အကြောင်းရေးထားကျွန်တော်အကျိုးအတွက်ဒါဝိဒ်ကိုချီးမြှောက်တဲ့ဖခင်ကကျွန်တော်လည်းချီးမြှောက်နိုင်တယ်ယောသတ်ကိုချီးမြှောက်တဲ့ဖခင်ကျွန်တော်လည်းချီးမြှောက်နိုင်တယ်ဆိုတာသိအောင်ရေးထားတာယုံဖို့ရရင်ကြည့်အောင်ထို့သောငါတို့သည်ချစ်ချင်းမေတ္တာနဲ့ပြည့်စုံသောအဖြစ်တရားဆုံးဖြတ်တော်မူသောနဲ့ရဲရင်ရသောအခွင့်ရှိကြ၏အလုံးလိုက်ဆိုအကြောင်းမူကားငါတို့သည်ကိုရောဤနိတုဤလောက၌ဖြစ်ကြ၏ဟာလေလုယာအကြောင်းမူကားငါတို့သည်ကိုရောဤနိတုဤလောက၌ဖြစ်ကြ၏ဟာလေလုယာကောင်းကင်နိုင်ငံရောက်မှဖြစ်မှာမဟုတ်ဘူးဒီလောကမှာရှိစင်မှာပင်လေကိုရောနိတုဖြစ်ရတဲ့ခွင့်ကိုဘုရားပြင်ဆင်ထားပြီးသားဟာလေလုယာဟာလေလုယာကိုရောနိတုဆိုတာဘာပြောရလဲယေရှုအောင်မြင်ခြင်းရှိတယ်ဂျုံလည်းအောင်မြင်ခြင်းရှိတယ်ဟာလေလုယာသူမုန်တိုင်းကိုနိုင်တယ်ကျွန်တော်လည်းမုန်တိုင်းကိုနိုင်ရတဲ့ခွင့်ဘုရားပြင်ဆင်ထားတယ်ဘယ်ကန်ဆာမတင်ကိုမနိုင်စေရဘူးမချလို့ပြန်ပြောမယ်ဘယ်ကန်ဆာမတင်ကိုမနိုင်စေရဘူးခရစ်တော်ကဲ့သို့စိုးစံရတဲ့တာ၍စိုးစံတဲ့ခွင့်ကိုဘုရားပေးထားပြီးသားမရမှာဆိုလို့ကျွန်တော်ပြန်ပြောမယ်တေချာလေးရစီချင်းနဲ့ရောက်စီတိုင်းကိုအကြောင်းကငါတို့ဒီကိုရောဤနီးတူကောင်းကင်ဘုံ၌ဖြစ်ကြ၏လို့မပြောဘူးဤလောက၌ဖြစ်ကြ၏ဒါကြောင့်ဒီနေ့စရကျွန်တော်ပြောမယ်တေချာနားထောင်ပေးကြောင်းညီကိုမောင်မတော်သင်ဘာပဲလုပ်သင်ဘာမှာဖျားပါတယ်ဆိုသိပါသင်ကြောင့်မဟုတ်ယေရှုကြောင့်ပြီးတော့နောက်တစ်ခုရှိတယ်သင်ကောင်းလို့သင်ကိုဖျားချီးမြှောက်တာမဟုတ်ဒါဝိဒ်ရဲ့အောင်မြင်ခြင်းတစ်မျိုးလုံးအတွက်ဖြစ်တယ်ယေရှုရဲ့အောင်မြင်ခြင်းကယေရှုကိုရတဲ့သူအားလုံးအတွက်ဖြစ်တယ်အားလုံးအတွက်ဖြစ်လာတယ်ဒီအတွက်ကြောင့်ကျွန်တော်ညီကောင်မအားလုံးကျွန်တော်ပြောပြချင်တယ်အဲ့ဒီအခွင့်အာဏာကိုမတုံးတက်ရင်ဒီဘယ်တော့မှမအောင်မြင်ဘူးဒီအင်တာဗျူးသွားမယ်အလုပ်သွားရှောက်မယ်ကြောက်ရွံ့နေမသွားနဲ့ငါ့ကိုဖျားခင်ဒီအလုပ်ကိုပေးတယ်နောက်ခဏနေဒီအလုပ်မှာငါ share ဝင်လာတဲ့သူတယောက်ပြန်ဖြစ်လာမယ်ငါလုပ်ငန်းရှင်တယောက်ပြန်ဖြစ်လာမယ်အဲ့လောက်ထိတင်ယုံရဲတဲ့သူတွေဖြစ်ရမယ်အာမင်ဂျူးလူမျိုးတွေကစလုပ်တော့သူများအောက်မှာအလုပ်လုပ်တယ်နောက်ခဏနေသူတို့ကသူများထိတ်ကိုပြန်ရောက်သွားတယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့အတွေးခေါ်ကဘယ်တော့မှသူများစီမှာပဲအလုပ်လုပ်မယ်ဆိုမှမရှိဘူးသူတို့စီမှာပြန်လာအလုပ်လုပ်အောင်အဲ့ဒါသူတို့ခံယူထားပြီးသားသူတို့အမြဲတမ်းစာကြည့်ယူမှတော့ပြီးတော့သူတို့တွေးခေါ်ကသူများတီထွင်ထားတဲ့အရာကိုသူတို့သုံးမယ်ဆိုတာမရှိဘူးမရှိသေးတဲ့အရာကိုသူတို့တီထွင်မယ်အဲ့ဒါပဲရှိတယ်မရှိသေးတဲ့အရာကိုသူတို့တီထွင်မယ်ရှိထားပြီးသားအရာကိုသူတို့မစင်စားဘူးမရှိသေးတဲ့အရာကိုသူတို့ဘာတီထွင်ရမလဲဒါပဲသူတို့စဉ်းစားနေတိုင်းအဲ့ဒါဘာပြောတာလဲကြည့်ရှုလောအမှုတစ်ကိုပြုမယ်တဲ့ဖခင်ဆိုကျွန်တော်ဖခင်ကအမှုတစ်ကိုပြုတဲ့ဖခင်ကျွန်တော်အဟောင်းတွေပဲပြန်လုံတာဖခင်လုံတော့မရှိဘူးကျွန်တော် live ကဒီတိုင်းသွားနေတယ်မပြင်းကြဘူးလားညီကိုမောင်မတော်အလုတ်သွားလှုပ်လိုက်ပြန်လာလိုက်အလုတ်သွားလှုပ်လိုက်ပြန်လာလိုက်ရတဲ့ပတ်စံလေးကုန်းဝါလိုက်ပြန်လှုပ်လိုက်ပြန်သွားလိုက်ပြီးတော့မြန်မာပြည်ပြန်သွားလဲလိုက်အရှင်ပြေတဲ့ပုံစံလေးပြလိုက်ဒီမှာဘာလုပ်နေဆိုတော့ဘယ်သူမှမပြောဘူး
ဘယ်တော့ပြင်မလဲဆိုတော့မပြောဘူးဟိုရောက်တော့အကောင်းစားတွေနေပါဝစ်သွားနိုင်ငံခြားပြန်လာတယ်ပေါ့လူတွေထင်ကြည့်တာပေါ့အနုတော်တွေမှာလူကြောလေးဖြစ်နေတာပေါ့အဲ့ဒါလေးအုပ်လေးထင်းပြီးတော့ကားလေးကိုဟိုးစားလေး